Hello အားလုံးမင်္ဂလာပါခဏမှာတော့ကျွန်တော်ဖုန်းနဲ့ဒီဇိုင်းဆွဲတဲ့အခါ new document ကိုဘယ်လိုခေါ်ရမလဲ project ကိုဘယ်လိုစရမလဲဆိုတာပြောပြပြီးတော့မှာဖြစ်ပါတယ်ကျွန်တော်ဆွဲဖို့အတွက် Google Chrome ကိုဝင်လိုက်ပါပြီးရင် photo.com ဆိုပြီးရိုက်ရှာလိုက်ပါအဲ့ပုံစံလေးနဲ့ကြာပါလိမ့်မယ်ကျွန်တော်အဲ့မှာရောက်ပြီးလို့ရှိရင် new project ရဲ့ open from computer ဆိုပြီးတွေ့ပါလိမ့်မယ်ဒီ new project ကတော့ကျွန်တော်တို့ဒီဇိုင်းစဆွဲမယ်အတစ်ဆွဲမယ်ဆိုရင် new project ကိုနှိပ်ပါမယ်ကျွန်တော်တို့ရှိပြီးတဲ့ဒီဇိုင်းကိုပြန်ဆွဲမယ်ဆိုလို့ရှိရင် open from computer ကိုနှိပ်ရပါမယ်ကျွန်တော်ကိုဒီဇိုင်းအတစ်ဆွဲမှာဖြစ်တဲ့အတွက် new project ကိုနှိပ်လိုက်ပါမယ်new project ကိုကျွန်တော်နှိပ်မယ်ဆိုလို့ရှိရင်ကျွန်တော်တွေ့ရမှာအောက်မှာ social media design တွေသူက site တွေပေးပြီးတော့ပေါ့ကျွန်တော် social media design FB page ကပါဆိုရင် Facebook page ကပါ site တွေပြီးရင် Instagram တွေ FB page email တွေကျွန်တော်တို့အတွက် site တွေပေးပြီးတော့ပေါ့ကျွန်တော်ကအဲ့ဒါကြီးလည်းယူတော့ဆွဲလို့ရလေ YouTube thumbnail တွေပြီးရင် printing design တွေအတွက်လည်းကျွန်တော်ဒီ print ထုတ်ဖို့ design တွေပေါ့အဲ့အတွက်သူတို့ site တွေပေးပြီးလာရှိပါတယ်ပြီးရင်ပိုတိုရှိတယ်ပိုတိုကြီးလည်းကိုဆွဲလို့ရတယ် screen တို့ mobile တို့ကျွန်တော်က social media design Facebook ပေါ်တင်မှအတွက် social media design ကိုကျွန်တော်ရွေးထားလိုက်ပါမယ်အဲ့မှာဆိုရင်အပေါ်က name ဆိုကြပါလိမ့်မယ်အဲ့မှာကျွန်တော်က page နဲ့နာမည်ပြီးလို့ရပါတယ် name ညမှာကျွန်တော်က social media design ဆိုပြီးကျွန်တော်ကရေးလိုက်ပါမယ်အဲ့မှာ width နဲ့ height ဆိုပြီးတော့နောက်ထပ်နှစ်ခုရှိပါတယ်ဒီ width နဲ့ height ရဲ့ပြီးမှာ pixel ဆိုတဲ့အကွက်လေးရှိရပေါ့နော်pixel ဆိုရှိရနော် pixel ရဲ့ percent ရဲ့ပြီးတော့ centimeter ရဲ့ millimeter ရဲ့ရှိရကျွန်တော်ကအရှိထဲမှာအလုံးများဆုံး pixel နဲ့ inch နဲ့ပေါ့ကျွန်တော်က pixel နဲ့လည်းဆွဲလို့ရတယ် inch နဲ့လည်းဆွဲလို့ရတယ်ပေါ့ကျွန်တော်ကဒီဇိုင်းကိုကျွန်တော်ကအသုံးများဆုံးကတော့ pixel ပေါ့ pixel ကိုရွေးထားလိုက်ပါမယ်ကျွန်တော် pixel နဲ့ဆွဲမယ်လို့ဆိုလို့ရှိရင် social media design အတွက်က1 ဆွဲရမှာဖြစ်ပါလေသူကအလဲလိုက်ဆိုလဲလှည့်ရလိုက် down လိုက်ဆိုလဲ down လိုက်သူက site တွေအညီဆွဲပြရမှာဖြစ်ပါတယ်pixel နဲ့ဆွဲမယ်ဆိုလို့ရှိရင်1500ပတ်လည်းဆွဲလို့ရတယ်2000ပတ်လည်းဆွဲလို့ရပါလေကျွန်တော်အခု1500ပတ်လည်းဆွဲမှာပေါ့ inch နဲ့ဆိုရင်9လက်မပတ်လည်းဆွဲရမှာပေါ့နော်အောက်မှာဒီ DPI ဆိုတာဒီ resolution ကိုပြောတာပေါ့ကျွန်တော်က Facebook social media design အတွက် resolution က300ထားပြီးအများဆုံးဆွဲပါလေဒီ printing design တွေအတွက်ကတော့80နဲ့150ဆိုပြီးထားဆွဲပါလေကျွန်တော် social media design အတွက်300ထားပြီးဆွဲမယ်ဒီဘေးမှာ pixel နဲ့ inch နဲ့ pixel centimeter ဆိုရှိရပေါ့ pixel inch ကဒီလက်မပြတဲ့အတွက်ဒီ pixel လေးအကွက်နည်းနည်းကြီးမယ်ပေါ့ကျွန်တော်က centimeter သေးတဲ့အတွက်ဒီနည်းနည်းချုပ်မယ်ပေါ့ကျွန်တော်က site ဟိုကြက်ရနဲ့ဆွဲလို့ရပါတယ်ကျွန်တော်ကတော့ pixel centimeter ထားပြီးဆွဲပါမယ်ပြီးရင်ဒီအောက်မှာ background ဆိုပြီးတော့တွေ့ပါလိမ့်မယ်background မှာ၄မျိုးရှိရယ် white က black က transparent custom ရှိရပေါ့ဒီ background white color ထားမှလား black color ထားမှလားဒီ transparent ကတော့ဒီ background မှာပါဟုတ်ပေါ့သူကတော့ PNG ပေါ့ဒီ custom ကကြတော့ကိုစိတ်ကြိုက်အရောင်ထားပြီးရွေးဆွဲလို့ရပါလေကျွန်တော်ကတော့ဒီ white နဲ့ပဲထားဆွဲမှာပေါ့ဒီ profile အောက်မှာSRGB ရဲ့ Adobe RGB ရဲ့ Pro Photo RGB ရဲ့ Slim P3 ဆိုပြီးတော့၄မျိုးရှိပါလေ SRGB ကတော့ဒီ social media design တွေပေါ့အဲ့အတွက်တုံးတယ် Adobe RGB ကတော့ printing design တွေမှာတုံးပါတယ်ကျွန်တော်က social media design ဆွဲမှာဖြစ်တဲ့အတွက် SRGB ကိုထားပြီးဆွဲပါမယ်ဒီဘေးမှာ 8bit 60bit 32bit ဆိုပြီးရှိပါတယ်ဒီကျွန်တော်က social media design အတွက် 8bit ကိုပဲအများဆုံးထားပြီးတော့ဆွဲပါလေဒါဆိုရင်တော့ဒီ create လေးနှိပ်ရင်ဒီ new document လေးရပါပြီဒါဆိုရင်ပုံစဆွဲလို့ရပါတယ်ခင်ဗျာ